မင်္ဂလာပါဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့ကျွန်တော်ပထမဗီဒီယိုထဲမှာပြောခဲ့သလိုပဲဒါ MRT station ကို Google Maps ထဲကနေဘယ်လိုမျိုးရှာရမလဲကိုနေတဲ့အိမ်နဲ့ကိုနေတဲ့ရက်ကွက်နဲ့ဘယ်လောက်ထိဝေးလဲဘယ်လောက်ထိနီးလဲဆိုတဲ့ဟာကိုအသေးစိတ်ဒီဗီဒီယိုထဲမှာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပြီးရင် Grab ထဲမှာလည်းဒါဘယ်လောက်ထိနီးပြီးမှဈေးကဘယ်လောက်ရှိလဲကိုနဲ့နီးရင်ဈေးဘယ်လောက်ရှိလဲကိုနဲ့ဝေးရင်ဈေးဘယ်လောက်ရှိလဲပြီးရင်ကိုနဲ့နီးတဲ့ဟာကိုဘယ်လိုရွေးရမလဲဆိုတဲ့ဟာကိုကျွန်တော်တခါတည်းပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဖုန်းထဲကနေဒါ map ကိုကျွန်တော်တို့ဖွင့်ပါမယ် map ထဲကိုပဲကျွန်တော်ဝင်ပါမယ်ဘေး application မှာဒါဝင်စရာမလိုပါဘူးဒါ MRT station ကိုကြည့်တာမိမိရဲ့ဖုန်း original ပါပြီးသားဒီ map ကိုပဲကျွန်တော်တို့အသုံးပြုမှာဖြစ်ပါတယ် Google Map ထဲကိုဝင်ပါမယ် Google Map ထဲကိုဝင်ပြီဆိုရင်ကျွန်တော်တို့ဒီနားလေးမှာ MRT station ဆိုပြီးမှရိုက်ထည့်ပါမယ်ကျွန်တော်တို့ MRT station ကိုစပြီးမှကြည့်ပါမယ်ကျွန်တော်ဒီနားမှာစချင်းမြင်တာကဒီမှာအများကြီးဒါ MRT Putrajaya Central ဆိုမှလည်းဒီနားမှာတခုရှိပါတယ်ဒါ Putrajaya မှာနေတဲ့သူတွေဒီ Putrajaya Central Station ကိုအသုံးပြုပြီးမှ KM ဘက်ကိုလာလို့ရပါတယ်ဒီဥစ္စာကိုအသုံးပြုပြီးမှလည်းဒီလေးစိတ်ဘက်ကိုသွားမယ်ဆိုရင်အဆင်ပြေပါတယ်နောက်တစ်ခုကဒါ Cyberjaya မှာလည်းရှိပါတယ် Cyberjaya မှာCity Central ဆိုမှရှိပါတယ် MRT Cyberjaya City Central ဆိုပြီးမှဒါယထာပူရာတခုရှိပါတယ်ဆိုတော့ Cyberjaya မှာနေတဲ့သူတွေဒီယထာပူရာကို Grab car နဲ့ဒီ location ကိုနှိပ်ပြီးမှ Grab နဲ့လာပြီးမှဒီယထာပူရာကိုလာပြီးမှ KN ကိုသွားလို့ရပါတယ်ဒီမှာ Cyberjaya Uttaran ဖြစ်ပါတယ် Cyberjaya Uttaran မြို့နယ်မှာရှိတဲ့သူတွေအနီးနားမှာရှိတဲ့သူတွေဆိုရင်ဒီယထာကိုအသုံးပြုပြီးမှ KN ဘက်ကိုလာလို့ရပါတယ်ဒီမှာလည်းတစ်ခုဖြစ်ပါတယ်City Sira MRT Station ဖြစ်ပါတယ်ဒီတိုင်းပါပဲเนาะကျွန်တော်တို့ဒါ MRT Station နဲ့ဒီမှာအများကြီးရှိပါတယ်เนาะ MRT Station နဲ့အများကြီးရှိပါတယ်ဒီလိုပဲကျွန်တော်တို့ရှာလို့ရပါတယ်เนาะကိုနဲ့နီးစက်တဲ့ဒီ MRT Station ကို Grab car နဲ့ပို့ပြီးမှကျွန်တော်တို့သွားလို့ရခရီးကိုယထာနဲ့သွားလို့ရပါတယ်เนาะဒီမှာဆိုရင် Putra Brahmai MRT Station ဖြစ်ပါတယ်ဒါ Putra ဘက်မှာလာတဲ့ဟာနော် Putrajaya ဘက်မှာလာတဲ့ဟာကျွန်တော်တို့အပူမှာတစ်ချက်ကျွန်တော်တို့ကြည့်ပါမယ်ဒီဘက်မှာဆိုရင် Kachang ဖြစ်ပါတယ်နော် MRT Kachang Station ဒါအစိမ်းလိုင်းတွေကဟာဖြစ်ပါတယ် MRT Kachang Station Kachang ဖြစ်မှရှိရတဲ့သူတွေဆိုရင်ဒီ station ကိုအသုံးပြုပြီးမှ KN ထက်ကိုသွားတာတော့ဒီဘက်Putrajaya ဘက်ကိုလာတာတော့ဒီခရီးသွားတဲ့နေရာတွေမှာအသုံးပြုလို့ရပါတယ်နော်ဆိုတော့အခုကျွန်တော်ပြောပြတဲ့အရာတွေအားလုံးဒီဒါ KN ထဲမှာရှိတဲ့ station နဲ့ယထာပူရာတွေပဲဖြစ်ပါတယ်ဒီတခြားပြည်နယ်ဂျိုဟိုဘတ်သွားတဲ့ဟာအီပိုဘတ်သွားတဲ့ဟာကလန်ဒန်ဘတ်သွားတဲ့ဟာဒီလိုမျိုးပြည်နယ်တခြားပြည်နယ်ကိုသွားတဲ့ဟာပြောပြတာမဟုတ်သေးပါဘူးအဲ့ဒါကိုတတ်ဗီဒီယိုတစ်ပုံနဲ့ကျွန်တော်ရှင်းပြပေးပါမယ်အခုကကိုလလမ်ပူမှာရှိတဲ့ယထာပူရာတွေလောက်ပဲကျွန်တော်ဒါရှင်းပြသွားတာဖြစ်ပါတယ်ဒီနားမှာဆိုရင်ဒါဒီနားမှာဆိုရင်အကုန်လုံးဒါ MRT station တွေရဲ့ဒီ location တွေဖြစ်ပါတယ်ဒီမှာဆိုရင်လည်းဖြစ်ပါတယ်ပါစာစီနီ MRT station ဖြစ်ပါတယ်ဒါ Museum Nagara MRT station ဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ဒီ Google Map ကိုအသုံးပြုပြီးမှ MRT station တွေပြမရှိလေဆိုတဲ့ဟာကိုကျွန်တော်တို့ရှာကြည့်လို့ရပါတယ်ဒါမာတီကာ MRT Station ဖြစ်ပါတယ်โอเคအခုကျွန်တော်ပြပေးတာက MRT Station ဖြစ်ပါတယ်ကျွန်တော်တို့ LRT Station ကိုကျွန်တော်ပြန်ရိုက်ချကြည့်ပါမယ်โอเค LRT
Okay ကျွန်တော်တို့ဒီလိုပေါ်လာမှာဖြစ်ပါတယ်အခုကျွန်တော်ရိုက်ချတာကဒါ LRT station ဖြစ်ပါတယ်နော် LRT station ဖြစ်ပါတယ်ဒီနားမှာဆိုရင်အများကြီးတွေ့ရပါမှာဒီနားမှာဆိုရင်ပန်းစာဘက်မှာလည်းရှိပါတယ် LRT station ကျွန်တော်တို့ဒီဘက်မှာဆိုရင်အများကြီးရှိပါတယ်နော်ဆူတန်ဒီနားမှာဆိုရင်ကျွန်တော်တို့ဒါ LRT စူပေါင်းကြရဖြစ်ပါတယ်ဒါစူပေါင်းကြမှာရှိတဲ့သူတွေဆိုရင်လေဒါဒီ LRT station ကိုမိ Grab ကနေကားဟာပြီးမှဒါဒီ station ကိုတွားပြီးမှဒါယထာနဲ့တွားချင်နေဆိုရင်တွားပြီးမှအသုံးပြုလို့ရပါတယ်ဒီ station ကိုနော်ဒီဘက်မှာဆိုရင် Soundway ဖြစ်ပါတယ် Soundway ထဲမှာရှိတဲ့သူတွေလည်းအတူတူပါမယ်နော်ကိုယ့်ရဲ့ဒီSoundway ထဲမှာတွားလာနေတဲ့ယထာကိုဒါဘူတာကို Grab ကနေဟာပြီးမှအဲ့ဒီဘူတာထဲကိုတွားမှယထာစီပြီးမှကိုတွားချင်တဲ့ခရီးကိုတွားလို့ရပါတယ်နော်ဒီမှာလည်း MRT ရှိပါတယ်ဒီမှာပန်ဒါပူချုံဖြစ်ပါတယ်ပန်ဒါပူချုံကလူတွေဒီ station ကိုဒါအသုံးပြုပြီးမှကိုတွားချင်တဲ့ခရီးကိုတွားလို့ရပါတယ်အများကြီးရှိပါတယ်ပူချုံမှာရှိတဲ့ဟာတွေပူချုံမှာရှိတဲ့ဟာတွေနော်ပူချုံ Brahman တို့အများရှိပါတယ်ဒီနားမှာဆိုရင်လည်းစူပေါင်းအလမ်ဖြစ်ပါတယ်အဲ့လိုမျိုးရှာရင်ဒါကိုနေတဲ့ဒီမြို့နယ်မှာဘယ်လိုမျိုး MRT station ရှိလား LRT station ရှိလားဆိုတဲ့ဟာကိုဒီလိုမျိုး Google Map ကိုအသုံးပြုပြီးမှရိုက်ရှာကြည့်လို့ရပါတယ်နော်ဒီနားမှာဆိုရင်ကလန်နာဂျာယာဒါ MRT station မဟုတ်ဘူးနော် LRT station မလို့ LRT station တက်ပဲကျွန်တော်ပေါ်တာဖြစ်ပါတယ်တခြား MRT station ကိုမပေါ်ပါဘူးဒီနားမှာဆိုရင်ဘာသာစနီးဖြစ်ပါတယ်ဘာသာစနီးနဲ့ကိပင်နငါနီနီလေးပါဒီနားမှာဆိုရင်ဒါဒီလိုမျိုးရှာကြည့်လို့ရပါတယ်ကိုကကိုပေပြိုးနေမှာနေလေဆိုတဲ့ဟာကိုဒီ station တွေကိုကြည့်ချင်အပြင်ကိုနဲ့ blog နည်းလေကိုမျိုးနေမှာရှိမရှိဆိုတဲ့ဟာကိုကျွန်တော်တို့နေရမှာဖြစ်ပါတယ်ဆိုတော့ဒါ LRT station ဖြစ်ပါတယ်ကျွန်တော်ဒါ KTM station ကိုတစ်ချက်ရိုက်ချကြည့်ပါမယ် KTMကျွန်တော်တို့ KTM station ကိုရိုက်ချပြီးပြီဆိုရင်လက်လေးနဲ့အသားလေးဒီလိုမျိုးကြည့်လို့ရပါတယ်ဒီမှာကြာရင် KTM ယထာဖြစ်တဲ့အတွက်ကြောင့် KTM station နဲ့ပဲပို့လာမှာဖြစ်ပါတယ်ဒီဘက်မှာကြာရင်ကျွန်တော်တို့ကလောင်နော်ကလောင်ဘက်မှာနေတဲ့သူတွေဒါဒီမှာတခုတွေ့ရပါမယ်ကလောင်ဘက်မှာနေတဲ့သူတွေ station တွေကိုဒီလိုမျိုးလိုက်ရှာလို့ရပါတယ်နော်ကိုနေတဲ့မြို့နေမှာဆိုရင်ကိုနဲ့ဒီ station နဲ့နီလာဝေလာဒါမှမဟုတ်ကိုနေတဲ့မြို့နေမှာဒါ station တွေရှိမရှိကျွန်တော်တို့ဒီ Google Map ကိုအသုံးပြုလို့ရပါတယ်ဒီနားမှာရှိပါတယ်အများကြီးเนาะကျွန်တော်တို့ဒီလိုမျိုးရှာလို့ရပါတယ်အများကြီးရှိပါတယ်ဒီဘက်မှာဆိုရင်ကဘုံစင်ထရာရှိမယ်ပါတူကန်ရှိမယ်စုံငိုင်းပိုလို့ရှိမယ်အဲ့လိုမျိုးနော်ကိုနေတဲ့ဒီထဲမှာကိုနေတဲ့မြို့နယ်တွေရှိရဆိုရင်တခါတည်းမှတ်ထားပေးလို့ရပါတယ်နော်ဒါကိုလလမ်ပူထိဒါကိုလလမ်ပူထိမှာရှိတဲ့ဟာတွေနော်ဒီပူတာတွေကတခြားမြို့နယ်ကိုတွားတဲ့ဟာတွေမဟုတ်ဘူး
ဒါ KTM station ဖြစ်ပါတယ်ဒီလိုမျိုးတွေဒါရှာကြည့်လို့ရပါတယ်ဒီ Google Map ကိုအသုံးပြုပြီးမှเนาะဆိုတော့ကျွန်တော်တို့ဒီ ERL station ကိုတစ်ချက်လောက်ကြည့်ပါမယ်ဒီမှာကျွန်တော်တို့ ERL ဆိုတဲ့ဟာကိုရိုက်ချကြည့်ပါမယ်ဒီလိုမျိုးကြားလာပြီဆိုရင်ဒါပုံမှန်အားဖြင့် ERL ကတခြားမျိုးတွေမှာမရှိပါဘူးဒီဘက် Putrajaya ဘက်ပေါ့နော် KLIA International Airport ဒီဘက်ကိုပဲအများကြီးရှိပါတယ်ဒီဘက်ကိုဆွဲတဲ့ line ပဲဖြစ်ပါတယ်ကျွန်တော်ပထမဗီဒီယိုမှာလည်းဒီအကြောင်းတွေကိုရှင်းပြပေးသွားပြီဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒါ station ရှိတဲ့နေရာတွေเนาะဒါတွေကအတူတူပဲเนาะဆိုတော့ဒီဘက်မှာဆိုရင်ဒါရယ် station ရှိတဲ့နေရာတွေ ERL station ရှိတဲ့နေရာတွေပါဒါဒီ Putrajaya Central မှာလည်းအတူတူပါပဲဒီမှာတစ်ခုရှိပါတယ် Emirati station လေးရှိသလိုဒီဘက် ERL station လေးရှိပါတယ်ဒီနားမှာပါဆိုတော့ဒါယထာကို exchange လုပ်ရမယ့်နေရာယထာပြောင်းစီရမယ့်နေရာဖြစ်တဲ့အတွက်ကြောင့်ပူရာနှစ်ခုရှိပါတယ် ERL ပူရာရဲ့ Emirati ပူရာရဲ့ဆိုမှနှစ်ခုရှိပါတယ်ဟို KL ကနေဒါ LT Emirati Putrajaya station ကိုဆင်းပြီးမှ KL ကနေလာမယ်ဆိုရင်ဒီ exchange လုပ်မယ်ဆိုရင်ဒီ ERL ပူတာကိုလူကူလန်းနဲ့ကူပြီးမှဒါဒီပူရာထေကနေယထာစီမှာ KLIA လေဆိပ်ကိုတွားလို့ရပါတယ်ဆိုတော့ဒီမှာကျွန်တော်ရှင်းပြလာတဲ့အရာတွေအားလုံးကကျွန်တော်တို့ဒီ Google Map ကိုအသုံးပြုပြီးမှဒါ station နဲ့ပြန်မှရှိလေဆိုတဲ့ဟာကိုပြပေးတာဖြစ်တဲ့အတွက်ကြောင့်ဒါနားလေကြမယ်လို့ထင်ပါတယ် Grab ထဲကိုဝင်ပါမယ် Grab ထဲဝင်ပြီဆိုရင်ကျွန်တော်ကားဟာတလို့မျိုးစားလုပ်ကြည့်ပါမယ်ကျွန်တော်ကလောက်မှာကားဟာတဲ့ပုံစံနဲ့ကျွန်တော်လုပ်ကြည့်ပါမယ်ဒီမှာကိုနေတဲ့နေရာကိုထည့်ပါကိုသွားမယ့်နေရာကိုကျွန်တော်ကကလန်းထေကပူရာရဲ့လိပ်စာတစ်ခုခုကိုကျွန်တော်ဒီမှာကြားလာဖို့အတွက်ကလန်း KTM ဆိုမှရေးပါမယ်ကျွန်တော်တည်ထားရမှာကလန်းဘက်မှာ KTM ရထားပဲသွားပါတယ်နော်ကျွန်တော်ဒီလိုမျိုးရိုက်ချပြီဆိုရင်ဒါကလန်းထဲမှာရှိတဲ့ပူတာတွေအားလုံးကြားလာပါမယ်နော်ပူတာတွေအားလုံးကြားလာပါမယ်ကလန်းထဲမှာရှိတဲ့ပူတာတွေကိုနဲ့နီးတာကိုနဲ့ဝေးတယ်ဆိုတဲ့ဥစ္စာကကျွန်တော်တို့ဒီကောင်လေးနဲ့ကြည့်ရပါမယ်ဒီမှာ16.38 ကီလိုမီတာပဲရှိတယ်ကျွန်တော်နဲ့ကြတော့ကျွန်တော်နေတဲ့နေရာနဲ့ဒါကြတော့30 ကီလိုမီတာကျော်ရှိတယ်30 ကီလိုမီတာကျော်ရှိတယ်ဆိုတော့ဒါကိုနဲ့ဝေးပါတယ်ဆိုတော့ကိုနဲ့နီးတဲ့ဟာကိုကျွန်တော်ဒါနောက်တစ်ခါပြန်ရှာကြည့်ပါမယ်ဒါကိုနဲ့ဘလောက်ထိနီးမလဲဆိုတဲ့ဟာဒါကြတော့23 ကီလိုမီတာကျော်ရှိပါတယ်ဒါ21 ကီလိုမီတာကျော်ရှိပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့နှိပ်ပြီးမှGrab car ဈေးဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်လို့ရပါတယ်ဒါဆိုရင်73 ကီလိုမီတာကျော်ပဲရှိပါတယ်ဆိုတော့ကျွန်တော်ဒီထဲကတစ်ခုနှိပ်ကြည့်လိုက်ပါမယ်နော်ဒါ Sadia City Resident မှာကျွန်တော်နေတဲ့ပုံစံနဲ့လောက်တာဖြစ်ပါတယ်ဒီနားမှာဆိုရင်ဒါငွေဈေးတွေကစဒီကြားလာမှာဖြစ်ပါတယ် Grab car ရဲ့ငွေဈေးဖြစ်ပါတယ်ဒါကြတော့ကျွန်တော်နေတဲ့ပုံစံဒီနားမှာဒါ KTM Panda Jawab ဆိုမှရှိပါတယ်ကျွန်တော်ကဒီကနေဒီယထာကိုစီးဖို့အတွက်ဒီလိုမျိုး Grab မှာပြီးမှလာရင်15ချက်ပေးပြီးမှ
ကျွန်တော်ဒီ KTM ရထားကနေ KM ဘက်ကိုလာလို့ရတယ်ဒါပေမဲ့ကျွန်တော်က KM မှာဆိုရင်ဒီ KL Central နော် KL Central ဆိုတဲ့နေရာမှာ exchange လုပ်ရပါမယ်ရထားပြောင်းစီပြီးမှ MRT ဒါအစိမ်းလိုင်းဖြစ်ဖြစ်အဝါလိုင်းဖြစ်ဖြစ်အဲ့ဒါကိုစီးပြီးမှကျွန်တော် KLCC ဖက်တော့ဒါဒီဘူရူဖက်တော့တွားလို့ရပါတယ်နော်ဆိုတော့ဒါက Grab ကိုဘယ်လိုမျိုးဟာလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်โอเคကျွန်တော်နောက်တစ်ခုဒါ MRT station ကိုဘယ်လိုမျိုးရှာလို့ရမလဲဆိုတဲ့ဟာကိုပြောပြမှာဖြစ်ပါတယ်ဒါရှာပုံရှာနေကအတူတူပါပဲဖြစ်ပါတယ်နော်ဒီမှာကျွန်တော်ဒါကိုနေတဲ့နေရာဥပမာကိုနေတဲ့နေရာကဒါဒီနားမှာဆိုပါစို့နော်ကိုနေတဲ့နေရာဒီနားမှာဆိုရင်ဒါကိုရှာမဲ့ MRT station ကိုထုံးစံနိုင်ပဲဒီနားမှာရိုက်ချကြည့်ပါမယ်အကွာ MRT station ရှာမှာဆိုတော့ MRT ဒါ cyber လို့ရေးပါမယ်နော် cyber ကြာရ okay ဒီလိုမျိုးရိုက်ချကြည့်ပြီဆိုရင်ဒါ cyber ကြာရမှာရှိတဲ့ MRT station တွေကိုကြာလာမှာဖြစ်ပါတယ်ဒီမှာကိုနဲ့ဘယ်လောက်ဝေးလဲကိုနဲ့ဘယ်လောက်နီးလဲဆိုတဲ့ဟာကဒီကီလိုမီတာလေးကိုကြည့်ပြီးမှဒါဆုံးဖြတ်လို့ရပါတယ်နော်ဒီနားမှာကဒါပုထရာဂျာစင်ထရာရှိပါတယ်ဆိုတော့ကိုနဲ့နီးရဟာလဲဆိုရင်ဒါဒီလိုမျိုးအရှိဆုံးပထမဆုံးအပေါ်မှာကြာလာမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဒီထက်ကတကူကိုကျွန်တော်ရွေးပါမယ်ဒီကောင်လေးကိုကျွန်တော်ရွေးပါမယ်ဆိုတော့ဒီမှာအတူတူပဲကျွန်တော်တို့ Grab ခါရဲ့ငွေဈေးကိုကြည့်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုရင်ဒါကျွန်တော်ခေါ်လိုက်ပြီးသူရဲ့ငွေဈေးက Grab ခါဈေးကဒါ8ချက်ဖြစ်ပါတယ်เนาะ8ချက်ဖြစ်ပါတယ်ဒါ MRT station ဖြစ်ပါတယ်ဒီနားမှာ MRT Cyber City Center ဖြစ်ပါတယ်ဒီနားမှာကိုနေတဲ့နေရာဒါဥပမာကျွန်တော်ပြထားပေးရဖြစ်ပါတယ်ဆိုတော့ဒီတိုင်းပဲကျွန်တော်တို့ကိုရဲ့နေတဲ့နေရာနဲ့ဒီ MRT တို့ LRT station တို့ KTM station တို့ရှိမရှိကိုကျွန်တော်တို့ရှာကြည့်လို့ရပါတယ်နောက်တစ်ခုကျွန်တော်ပြပေးပါမယ်โอเคကျွန်တော်ဒါ ERL station ကိုရှာကြည့်ပါမယ် ERL โอเคကျွန်တော်တို့ ERL station ကဒါပုထရာဂျာယာမှာပုထရာဂျာယာစင်တာဆိုမှတခုရှိပါတယ်ဒီမှာတခုရှိပါတယ်ဆိုတော့ပြောချင်တာက ERL station နေရိုက်ရှာကြည့်ရဲ့အချိန်မှာဒီမှာသူရဲ့ station နဲ့သူနဲ့ပတ်သက်တဲ့ station နဲ့အများကြီးကြာလာမှာဖြစ်ပါတယ်เนาะဆိုတော့ဒီနားမှာကိုနဲ့နီးတဲ့ဟာတစ်ခုခုကိုရွေးပြီးမှကားကိုမှအဲ့ဒီ station ကိုတွားပြီးယထာစီလို့ရပါတယ်เนาะဒါလေးကိုရှင်းပြပေးရတာဖြစ်ပါတယ်ကျွန်တော်တို့ LRT တစ်ခုခုကျွန်တော်တို့လုပ်ကြည့်ပါမယ်ကိုကဘူတူးထင်းမှာနေတယ်ဆိုရင်ဒါကျွန်တော်ကဒီမှာဥပမာနော်ကိုနေတဲ့နေရာလေးကိုโอเคဒီနားမှာဘူတူးထင်းမှာကိုနေတဲ့နေရာလေးကိုကျွန်တော်ထည့်ကြည့်ပါမယ်ကျွန်တော်ကဘူတူးရဲ့ LRT station ကိုရိုက်ရှာကြည့်ပါမယ်ကိုနဲ့ဘယ်လောက်နီးလဲ LRT station ဘယ်လောက်ရှိလဲဆိုတဲ့ဟာကိုကျွန်တော်ဒီနားမှာ LRT ဆိုမှရိုက်ချကြည့်ပါမယ် okay LRT ဘူတူကိုနော် okay ကျွန်တော်တို့ဒီလိုမျိုးရိုက်ချကြည့်ရဲ့အချိန်မှာ LRT ဘူတူဆိုတဲ့ဟာလည်းအများကြီးကျလာပါတယ်နော်ဒါဒီနားမှာဒီဥစ္စာလေးကိုနှိပ်ပြီးမှအဲ့ဒီဘူတူရဲ့ယထာကိုတွားစီလို့ရပါတယ်နော်
ပို့တူမှာရှိတဲ့ယထာကိုဒီမှာဆိုရင်9ချက်ပဲရှိတယ်ဒါ9ချက်ပဲရှိပါတယ်ဆိုတော့ဒီအောက်မှာဆိုရင်လည်းအများကြီးရှိပါတယ်နော်ဒီအောက်မှာဆိုရင်လည်းအများကြီးရှိတယ်ဒါကိုကြိုက်တဲ့ဥစ္စာနဲ့သွားလို့ရတယ်โอเคဒါကိုနေတဲ့နေရာဒါကျွန်တော်ဥပမာချပြပေးထားဖြစ်ပါတယ်ကိုနေတဲ့နေရာနဲ့ဒါဒီယထာပူရာနေကိုဘယ်လောက်ဝေးလဲဆိုတဲ့ပုံစံမျိုးကြည့်လို့ရအောင်ကျွန်တော်ဒါပြပေးရဖြစ်ပါတကယ်လို့ကိုကဒီယထာပူရာကိုသွားရမယ်ဆိုရင်နားလေးမှာ grab ကိုစပြီးမှပူလို့ဖြစ်ပါပူလို့ရပြီနော် grab ကခိုးလို့ရပြီနော်โอเคအားလုံးပဲနားလေသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒါတကယ်လို့နားမလည်ဘူးဆိုရင်ဒီကျွန်တော်ရဲ့ဗီဒီယိုကလစ်လေးကိုဒါ2ကြိမ်လောက်ထပ်ကြည့်ပေးပါလို့အကြံပြုချင်ပါတယ်နောက်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်ဒီဂျိုဟိုဘတ်သွားတဲ့ယထာကိုဘယ်လိုရွေးရလဲဤပိုးဘတ်သွားတဲ့ယထာကိုဘယ်လိုရွေးရလဲကလန်တန်ဘတ်သွားတဲ့ယထာကိုဘယ်လိုရွေးရလဲဆိုတဲ့ဟာကိုကျွန်တော်ဆက်လက်ပြီးမှဒီယထာ map နော်ယထာမြေပုံနဲ့ကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါတယ်အခုကျွန်တော်ရှင်းပြခဲ့တဲ့အရာတွေကိုမိတ်ဆွေတို့အကျိုးတကူရှိရဆိုရင် comment မှာ yes လို့မှတ်ခဲ့ပေးပါပြီးလို့တဲ့အကြောင်းအရာတကူရှိရဆိုရင် comment မှာမှတ်ခဲ့ဖို့မမေ့ပါနဲ့ see you next video